လူတိုင်းရဲ့လေပင်မှာရုတ်တရက်ပောက်ကွဲနိုင်တဲ့လေပတ်တစ်ခုစီဆွတ်ထားခြင်းခံထားရပါတယ်အကယ်၍ကြောကုန်းပေါ်မှာကတ်ထားတဲ့ဖဲချက်တင်ကေတကိုမှားယွင်းခံမှန်းမိရင်အဲ့ဒီလေပတ်ဟာချက်ချင်းပောက်ကွဲသွားမှာပါကစားပွဲဆက်လိုက်တာနဲ့မြို့ပြဆန်ပင်ကောက်ကောက်နဲ့ကောင်လေးဟာဖော်ရွေပုံရတဲ့လူငယ်တယောက်စီချင်းကပ်သွားခဲ့ပါတယ်နှစ်ယောက်စလုံးအသက်ရှင်ကျန်ရစ်ဖို့အတွက်တယောက်ရဲ့တင်ကေတကိုတယောက်အတီးပြုတ်ပေးဖို့သူကအဆိုပြုလိုက်တာပါဒါပေမဲ့တခြားလူတယောက်ကဒီအစီအစဉ်ကိုချက်ချင်းတားဆီးလိုက်ပါတယ်အကြောင်းကတော့ဒီလူစုထဲမှာတစ္ဆာဖောက်တယောက်ပုံအောင်နေလို့ပါပဲအကယ်၍စံပင်ကောက်ကောင်လေးသာသူ့ကိုစက်ကူလွတ်ပေါ်မြေဖြူနဲ့ရေးတယ်လို့ကောက်ယုံလိုက်ရင်သူ့ရဲ့လေပင်ကလေပတ်ကြောင့်ပဲပောက်ကွဲသေးဆုံးသွားနိုင်ပါတယ်စကားတခုနဲ့တင်အဲ့ဒီလူဟာသူတို့နှစ်ယောက်ကိုချက်ချင်းခွဲပေးလိုက်ပါတယ်အနီးနားကအမျိုးသမီးတယောက်ဟာဒီမြင်ကွင်းတစ်ခုလုံးကိုစောင့်ကြည့်နေပြီးကြုံတွေ့နေရတဲ့အကြက်တဲကိုကြောက်ခဲအချင်းချင်းရိုက်ခွဲတယ်လို့ဖြေရှင်းနိုင်မဲ့နေလန်တစ်ခုကိုကမန်းကရန်စဉ်းစားလိုက်ပါတယ်သူမကအပြန်အလံကူညီစောင့်ရှောက်ရေးအဖွဲ့တစ်ခုဖွဲ့စည်းဖို့အကြံပြုလိုက်တာပါဖွဲ့ရဲပါဝင်သူတိုင်းဟာသူတို့ရဲ့ကြောကုန်းပေါ်ကတင်ကေတကိုအမှန်တိုင်းပြောပြကြရပါမယ်အကယ်လေးတယောက်ယောက်ကလိန်ညာခဲ့ရင်ကျန်တဲ့လူတွေကအဝတ်လျှော်တယ်လို့ချက်ချင်းမိသွားမှာဖြစ်တဲ့အတွက်ဘယ်သူမှလိန်ရဲကြမှာမဟုတ်ပါဘူးသူမရဲ့အကြံပြုချက်ဟာမိတော့တယ်လို့ခစ်စားသွားပြီးပဝင်းကျင်ကလူတွေဟာအဖွဲရဲပါဖို့အလို့အရက်စရင်ပေးကြပါတော့တယ်အဖွဲဖွဲ့ပြီးတာနဲ့အဆိုပါမျိုးသမီးကပထမဆုံးရှေ့ထွက်လာပြီးစံပင်တွေကိုနောက်ဆွဲတက်လိုက်ပါတယ်ဗျဤတော့သူမရဲ့တင်ကေတက်ကိုဖတ်ပြဖို့လူတွေကိုတောင်းဆိုလိုက်ပါတယ်လူတိုင်းကစစ်စစ်စောင့်ကြည့်နေကြတာမို့ဘယ်သူမှမလိန်ရဲကြပါဘူးတယောက်ပြီးတယောက်အဖွဲ့ဝင်တွေဟာသူတို့ရဲ့တင်ကေတက်တွေကိုအတီးပြုတ်နိုင်ခဲ့ကြပါတယ်တနာရီအချိန်ပြည့်သွားတဲ့အခါလူတိုင်းဟာအခန်းငယ်လေးတွေရဲ့ဝင်သွားပြီးသူတို့ရဲ့တင်ကေတက်ကိုအော်ပြောလိုက်ကြပါတယ်ဒီတစ်ချိန်မှာတော့လူတိုင်းမှန်အောင်ခံမှန်းနိုင်ခဲ့ကြတာပါကစားပွဲဟာတိတ်မခတ်ခဲလာဘူးလို့ထင်ရပေမဲ့ဒီတိုင်းသာဆက်သွားနေရင်သူတို့ဟာဒီနေရာမှာထာဝရပိတ်မိနေမှာပါအကြောင်းကတော့လေပတ်တွေကိုဖြုတ်ပစ်နိုင်မဲ့တခုတည်းသောနေလန်းဟာပုံအောင်နေတဲ့တစ္ဆာဖောက်ကိုရှာဖွေဖော်ထုတ်ဖို့ပဲဖြစ်လို့ပါပဲအဖွဲ့ဟာဖဲထုတ်ခြင်းနေလန်းကိုတုံးဆွဲခဲ့ကြပါတဲပထမဦးစွာသူတို့ဟာလူမိုက်ကြီးရဲ့ဒိုင်းမွန်တင်ကေတက်ကိုចောင်းစရာမရှိចောင်းလုပ်ပြီးပန်းပွင့်တင်ကေတက်ပါလို့တမင်လင်ပြောလိုက်ကြပါတယ်လူမိုက်ကြီးကတော့ပါဆက်တစ်ဖက်ဆောင်းယုံမဲ့ပြုံလိုက်ပါတယ်အခန်းထဲပြန်ရောက်တဲ့အခါသူဟာတွန့်ဆုတ်မနေပဲပန်းပွင့်လို့အော်ပြောလိုက်တာပါနောက်တစ်စက္ကန့်မှာပဲသူ့ရဲ့လေပတ်ဟာပောက်ကွဲသွားခဲ့ပါတော့တယ်စခရင်ပေါ်မှာလူမိုက်ကြီးရဲ့ profile ဟာမှောင်မိုက်သွားခဲ့ပါတယ်အဲ့ဒီခိုက်တက်မှာပဲလူတိုင်းအမှန်တရားကိုသဘောပေါက်သွားကြတာပါဒီတေမင်းကစားပွဲဟာတရားဝင်စတင်လိုက်ပြီဆိုတာပါပဲဒါပြီးတာနဲ့ယောဂတီလိုကြောက်တတ်တဲ့အမျိုးသားကိုဖယ်ရှားပစ်ဖို့အဆိုပါအမျိုးသမီးကတခြားလူတွေကိုလှုံ့ဆော်ပါတော့တယ်